ချင်းလိုမျိုးသွားကြည့်လိုက်ချင်းလိုမျိုးမှာတရားစာတမထွက်ဘူးတရားစာတမထွက်ဘူးနော်ဒါပေမဲ့ကျွန်တော်တို့ချင်းလိုမျိုးကအရန်ကြောက်ဖို့ကောင်းတယ်နော်အထက်မှာရှိတဲ့လူကြီးတွေကလူငယ်တွေလည်းရှိတယ်အထက်မှာရှိတဲ့လူကြီးတွေကလူငယ်တွေကတပ်ဖြတ်တယ်လူငယ်တွေရဲ့အနာဂတ်ကိုဖျက်ဆီးတယ်နော်ဝင်လာတဲ့မြတ်ပတ်စံတွေဝင်လာတဲ့မြတ်ငွေတွေသူတို့အိတ်ကထဲမှာပဲထည့်တယ်နောက်ဆုံးတော့သူတို့အမျိုးတွေပဲကောင်းစားတာနော်တချို့ပြည်သူတွေကဆင်းရဲဒုက္ခထဲမှာပဲနုနေရရှင်းလားဆိုတော့ကျွန်တော်ချင်းလိုမျိုးမှာဆိုလို့ရှိရင်ခင်ဗျားတို့သွားကြည့်လိုက်နော်အထက်ဖားရဖားနော်ကောင်းစားဖို့အတွက်လူကြီးတွေဘယ်လောက်ထိတောင်မှရုပ်မာလဲဆိုတာချင်းလိုမျိုးတွေအားလုံးသိတယ်ကျွန်တော်စောင့်ရယူနေ CNF လေ CNF စောင့်ရယူနေ CNF လက်ထက်မှာရှိတဲ့ကလေးတွေကစစ်သားအတိုက်ချင်တယ်သူတို့မြို့အောင်ထိုက်ခွာအမိဖြုတ်ချင်တယ်နော်ဒါနဲ့လူကြီးတွေပေးမတိုက်ပေးမတိုက်ဘူးသူတို့မဟာမိတ်ဖွင့်နေတော့မှသူတို့ဆွေးနွေးနေတော့ဘယ်တော့မှဒီဆွေးနွေးချင်းပြီးဆုံးမှာမဟုတ်ဘူးဆွေးနွေးနေတော့မှဆွေးနွေးလို့ကောင်းနေတော့ဝင်လာတဲ့ပတ်စံတွေထည့်နေတော့မှနော်နံပါတ်၄ရခိုင်တော့ကြည့်လိုက်ရခိုင်ဆုံးကျွန်တော်ရမ်းချိတ်တယ်မိုးချုံမိုးကြီးထွန်းမြနိုင်ဟာကျွန်တော်အင်မတန်မှတအား respect ပေးတယ်သူ့ပြည်သူတွေကအကောင်းဆုံးကာကွယ်နိုင်အောင်အတက်နဲ့ရင်းပြည်သူကိုယ်တိုင်စူးစမ်းခဲ့တယ်နော်ဆိုတော့ဒီလိုလူမျိုးပုဂ္ဂိုလ်ဟာကျွန်တော်တို့မြန်မာလူမျိုးများအားလုံးမဆုံးရှုံးချင်ဘူးနော်မဆုံးရှုံးချင်ဘူးမဆုံးရှုံးချင်ဘူးဆိုရင်ဒီနေ့ဒီချိန်မှာကျွန်တော်တို့မိုးချုံကြီးထွန်းမြနိုင်ကိုငါတို့ဒီနေ့ဒီချိန်မှာယုံကြည်မှုအပြည့်အဝနဲ့လက်တွဲပြီးမြန်မာအရေးကိုလုပ်သိနေပြီနော်